ဖေဖေကတော့အမြဲတမ်းဘန်းအောင်တို့အတွက်ဂုဏ်ယူတယ်ပြောတယ်ဒါပေမဲ့အရင်အမြဲတမ်းချီကျူးတဲ့ထဲမှာတော့မပါဘူးပေါ့ညီမနှစ်ယောက်ကတော့ဘန်းအောင်တို့အရင် close ဖြစ်တဲ့ထဲမှာပါတယ်အရင်ဖြစ်တာတော့ရှိရပါဘူးမှာတော့ကြီးကျယ်ကျယ်တော့တစ်ခါမှဖြစ်ဘူးပေါ့နော်ဒါပေမဲ့ညီမနှစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ညီကိုမောင်နှမတွေကတော့ဒီလိုပါပုံမှန်ငါးနှစ်ပိုကြီးရဆိုပေမဲ့လေညီမလေးကကိုယ့်ထက်ပိုပြီးလူကြီးဆန်တဲ့အချိန်တွေလည်းရှိရဲ့ဒါလည်းပြောလို့ဘန်းအောင်ဆင်ခြင်တတ်ရတဲ့အရာတွေလည်းရှိရဲ့ပေါ့နော်ဆိုတော့ညီမလေးကအမြဲသူချစ်တဲ့အလုပ်ကိုချစ်တဲ့အရာကိုဒီဇိုင်းမမတ်သူစူးစမ်းရဲသူကတော်တော်အေးရပေါ့နော်ဘန်းအောင်ထက်တောင်အေးရပြောကြတယ်တော်တော်အေးရသူလှုပ်ချင်တဲ့အလုပ်ကိုသိချင်ဒီဇိုင်းမမတ်စူးစမ်းရဲကလေးဖြစ်တဲ့အတွက်ကြောင့်သူဘာပဲလှုပ်ချင်လို့ရှင်ဘန်းအောင်ဘက်ကအကြံပေးဖို့ support ပေးဖို့လည်း ready ပဲဒါပေမဲ့သူကသူကိုယ်တိုင်စူးစမ်းရလည်းရမ်းကြိုက်တယ်အဲ့ဒါလေးညီမလေးကရှောက်လိုက်တာနဲ့ဒီလို member ဖြစ်ရင်တော့ Grammy member ဖြစ်ရင်တော့အများကြီးပါပဲပေါ့နော်အခွင့်အရေးအခုခေတ်ကလေးအတွက်ကကောင်းပါတယ်ဘန်းအောင်နဲ့တတိထားမိရ online ကနေဘန်းအောင်တွေတင်ယူလို့ရတဲ့အရာရှိသလိုချိတ်ဆက်လို့ရတဲ့အရာတွေလည်းရှိတယ်အခုဆိုအဲ့ Grammy ယူမှာဆိုရင်လည်းတကယ်ကိုအခု internationally ထုတ်ဖောက်နေတဲ့ recording artist တွေရှိတယ်သူတို့တွေက one by one mentor လုပ်ပေးရတယ်လည်းရှိတယ်အဲ့ mentorship program တွေလည်းပါလို့ရတယ်နောက်ပြီးတော့ပြောရရင် overseas မှာနေတဲ့လူတွေနဲ့ကတော့ပို့ပြီးတော့ဘယ်လိုခေါ်လဲဘယ်အောင်တော့အခွင့်အလမ်းတွေကိုစုပ်ကင်လို့ရတဲ့သဘောဖြစ်တာပေါ့ဆိုလူကိုယ်တိုင်ဒီလိုworkshop တစ်ခုသင်တန်းတစ်ခုကိုဒီ Grammy member တွေအတွက်ပဲတည်တံ့လုပ်ပေးတဲ့ပွဲတွေရှိရပေါ့ဟိုတလို့ဆို Tate McRae ဆိုရဲဆိုတော့အမျိုးသမီးဆိုတော့ပေါ့နော်သူ VMAs မှာ perform လုပ်သွားတာလေအရန်နာမည်ကြီးသွားပေါ့နော်အဲ Tate McRae ကသူကိုယ်တိုင်သူ့ album တစ်ခုလုံးကိုဘယ်လိုဖန်တီးခဲ့ရဆိုတာကိုသူကပြောပြတယ် workshop လို့မျိုးဆိုတာ very exclusive ပေါ့နော်အဲ့လိုမျိုးအရာလေးဆိုသူတို့ကလုပ်ပေးတယ်ပြီးတော့တကယ် show ပွဲအကြီးတွေပေါ့နော်တကယ်တကယ် international artist တွေ show ပွဲအကြီးတွေကိုသူတို့က backstage ကိုခေါ်သွားပေးတာတို့ rehearsal တွေပေးကြည့်တာတို့အလုပ်ဘယ်လိုလုပ်လဲဆိုတာပြတာတို့အနည်းချက်ပေါ့နော်ဆိုတော့အများကြီးပါပဲ one on one mentor လုပ်ပေးရဲ့သူတွေလည်းရှိရဲဆိုတော့တကယ်ကောင်းတဲ့ program ပေါ့နော်ဆိုတော့ဒီလို program လေးညီမလေးက member ဖြစ်တဲ့ခါကျတော့ညီမလေးကိုပြောရဲဒါမိအတွက်အရင်ကောင်းတယ်ပေါ့နော်အများကြီးဆက်ပြီးတော့လေးလာတင်ယူနောက်ပြီးတော့အများကြီးဆက်ပြီးတော့ဒီကိုနဲ့အတူတူကိုလိုပဲ music ကိုချစ်တဲ့သူတွေနဲ့ connection တွေရှိရတာအရင်ကောင်းတယ်ပေါ့နော်ကိုစီယာဟာလည်း share သူစီယာဟာလည်းတင်ယူကိုရဲ့ mentor တွေစီယာတခြားနားထောင်ဆိုတော့ကောင်းပါတယ်အရင်အေးတော့ဒီလိုဖြစ်လာမျှော်လင့်ထားလားမျောလင့်ထားလားဆိုတော့ဘယ်လိုပဲဖြစ်တော့ဘန်းအောင်ညီမလေးကိုဂုဏ်ယူတယ်မျောလင့်ထားလားဆိုတော့ဘန်းအောင်တော့ယုံကြည်ရပေါ့နော်ညီမလေးကိုအများကြီးလဲသူကစကားလည်းတိတ်မပြောတတ်ဘူးမပြောလည်းမပြောဘူးသူအလုပ်ကိုပဲသူလုပ်ဆရာရှိရဟာစားဖြစ်ပါစေ music ဖြစ်ပါစေသူကအဲ့ဒါကိုပဲ focus လုပ်ပြီးလုပ်တတ်တဲ့သူဖြစ်တဲ့အတွက်ကြောင့် design မမတ်စူးစမ်းတဲ့ကလေးမျိုးဘန်းအောင်ကတော့ယုံကြည်ရသူသွားခြင်းနဲ့ lanky ကိုသူကောင်းကောင်းရှောက်နိုင်တယ်ဆိုတာပြီးတော့ achievement တွေအများကြီးရှိလာဖို့လဲမျှော်လင့်နေဒါပေမဲ့ကလေးရော pressure ဘာမှမပေးဘူးပေါ့နော်ဆိုတော့သူလှုပ်ချင်တဲ့သူစီမှာ passion ရှိတဲ့ရွေးကတော့လုပ်နိုင်မှာဖြစ်ချင်တာညီမလေးကကျတော့အဆိုပိုင်းရဲ့အရေးပိုင်းရဲ့အတီးပိုင်းရဲ့အားလုံးပေါ့နော်သူကတော့စူးစမ်းပြီးလုပ်နေပါတယ်သူကိုယ်တိုင်ရေးတဲ့သချင်းတွေလည်းဘန်းအောင်အရင်သဘောကျတယ်သူဆိုရင်လည်း recording မှာပဲဆိုပြင်မှာပဲ live ဆိုဘန်းအောင်ကိုယ်တိုင်အရင်သဘောကျတယ်ပေါ့နော်ဆိုတော့ညီမလေးပေါ့နောက်ပြီးတော့သူကိုယ်တိုင်အခု main ကလေး music producer ရရှိတယ်ဒါပေမဲ့အများကြီးတော့မရှိဘူးပေါ့နော်ဆိုတော့သူကိုယ်တိုင်သချင်းတွေကိုတီးတဲ့ပုံဖော် produce လုပ်တယ်ဆိုတာလည်းဘန်းအောင်တွေ့ရတော့ပြောတာရှိပါတယ်ဘန်းအောင်ညီမလေးသချင်းတစ်ပုဒ်တောင်းထားရေးပေးဖန်တီးပေးနေတယ်ဖေဖေကတော့အမြဲတမ်းဘန်းအောင်တို့အတွက်ဂုဏ်ယူတယ်ပြောတယ်ဒါပေမဲ့အရင်အမြဲတမ်းချီကျူးတဲ့ထဲမှာတော့မပါဘူးပေါ့နော်ဘာလို့လဲဆိုတော့လိုအပ်တာရှင်အမြဲပြောတယ်အမှန်တိုင်းပေါ့နော်အဖေဖြစ်တဲ့အတွက်ကြောင့်အမှန်တိုင်းကောင်းရင်ကောင်းတယ်မကောင်းရင်မကောင်းဘူးဆိုတာအမြဲပြောပေးတဲ့အဖေဖြစ်တယ်နောက်လိုအပ်တာရှင်ဖြည့်ဆိုပေးတယ်တချို့ရရင်ကျတော့လည်းကိုယ်တိုင်နားလည်တကြအောင်ဆိုပြီးတော့ဘန်းအောင် freedom ပေးထားတယ်ရှိရညီ
ညီမနှစ်ယောက်ကတော့ဘိုင်းအောင်တော့အရင် close ဖြစ်တဲ့ထဲမှာပါတယ်ဟုတ် အမကပြောပြရင်တော့ညီမကနိုင်တာရှိတယ်ရှိရ ရှိရတော့ဘိုင်းအောင်ပြောရင်ညီမလေးကနားထောင်တယ်ညီမလေးပြောရင်လည်းဘိုင်းအောင်နားထောင်တယ်ကိုကနားနှစ်ပိုကြီးရဆိုပေမဲ့လေညီမလေးကကိုထပ်ပိုပြီးလူကြီးဆန်တဲ့အချိန်တွေလည်းရှိရဲညီမလေးပြောလို့ဘိုင်းအောင်ဆင်ခြင်တတ်ရတဲ့အရာတွေလည်းရှိရဲဆိုတော့ရန်ဖြစ်တာတော့ရှိရပါဘူးညီမတော့ကြီးကြဲကြဲတော့တစ်ခါမှဖြစ်ဘူးပေါ့နော်ဒါပေမဲ့ညီမနှစ်ယောက်ဖြစ်တဲ့အတွက်ကြောင့်ညီကိုမောင်နှမတွေကတော့ဒီလိုပါပုံမှန်